ဒီလူကတော့ပရိသတ်တွေအများကြီးရှိမှတေမင်းနဲ့စိန်ခေါ်တဲ့အန္တရာယ်များလာတဲ့ပြကွက်တစ်ခုကိုလုပ်ပြနေတာပါသူကတန်ကြိုးကြီးကြီးတွေပတ်ထားပြီးပင်လယ်ထဲကိုခုန်ချလိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲသူ့လက်ထဲကတော်လေးလွတ်ကျသွားခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကအဲ့ဒါကိုသတိမထားမိလိုက်ပါဘူးစက္ကန့်ပိုင်းအတွင်းမှာပဲသူ့ခြေထောက်မှာခြိထားတဲ့ကီလို900လောက်လေးတဲ့အလေးတုံးကြီးကသူ့ကိုရေအောက်ကျမ်းပြင်အထိဆွဲချသွားခဲ့ပါတယ်ရေအောက်ရောက်မှပဲသူ့ခြေထောက်နာကတော်လေးပျောက်နေတာကိုသတိထားမိသွားပြီးပြတလဲလိုက်ရှာပါတော့တယ်ဒါပေမဲ့ကြောက်ဆောင်နေကြတဲ့မှာဒီလောက်သေးငယ်တဲ့တော်လေးတစ်ချောင်းကိုရှာတွေ့ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲတဖြည်းဖြည်းနဲ့သူ့မှာအသက်ရှူရကျက်လာပါပြီအပေါ်ကိုပြန်တက်ဖို့ကလည်းခြေထောက်ကအလေးတုံးကြီးကြောင့်ဘလို့မှမဖြစ်နိုင်ဘူးလေအဲ့ဒါနဲ့ခြိထားတဲ့တန်ကြိုးတွေကိုအတင်းယုံထွက်ဖို့စူးစမ်းပေမဲ့အချီးနှီးပါပဲအပေါ်ကကြည့်နေတဲ့ပရိသတ်တွေကတော့ဒါတွေအားလုံးဟာပြကွက်ရဲ့အစိပ်ပိုင်းတစ်ခုပဲလို့ထင်နေကြတာပါဒါပေမဲ့သူ့ရဲ့လက်ထောက်ဖြစ်သူအန်နာကတော့တခုခုမှားယွင်းနေပြီဆိုတာကိုအာရုံခံမိသွားပါတယ်အချိန်စက္ကန့်30လောက်ကြာသွားတဲ့အခါမှာတော့ဒီလူတကယ်ပဲအသက်အန္တရာယ်ကြုံနေရပြီဆိုတာကိုအန်နာရိပ်မိသွားပြီးပင်လယ်ထဲကိုချက်ချင်းပဲဒိုင်းမင်းထိုးဆင်းသွားခဲ့ပါတယ်ရေအောက်ရောက်တာနဲ့အသက်လူနေရတဲ့သူ့စီကိုတွားပြီးအောက်ဆီဂျင်ရင်ပေးလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်သားတော့ကိုအသေးအတန်ဆက်ရှာကြပါတော့တယ်ကန်ကောင်းကျင်တော့ကြောက်တုံးတွေကြတဲ့ညက်နေတဲ့တော်လေးကိုအန်နာရှာတွေ့သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူလည်းအမြန်ဆုံးတော့ဖွင့်တန်ကြိုးတွေကိုဖြုတ်ချပြီးရေပေါ်ကိုကူးတက်လာနိုင်ခဲ့ပါတယ်သူရေပေါ်ကိုလည်းရောက်လာရောပရိသတ်တွေကတော့မျက်လက်ပြကွက်ကြီးအောင်မြင်သွားပြီဆိုပြီးတောင်းဖျားဖျားလက်ခုပ်တီးအားပေးကြတာပေါ့တကယ်တမ်းနောက်ွယ်ကအမှန်တရားကတော့သူ့ရဲ့လက်ထောက်လေးသာမကယ်ခဲ့ရင်သူဒီအချိန်လောက်ဆိုအသက်ရှင်မှာမဟုတ်တော့ပါဘူးအန်နာကလည်းဒီပြကွက်ကြီးပျက်စီးမသွားအောင်လို့ပြကွက်တစ်ခုမဟုတ်ပဲတကယ်ကယ်ဆယ်ရေးလုပ်ခဲ့တာကိုဘယ်သူမှမသိစေဘူးအခြားတစ်ဖက်ကနေတိတ်တိတ်လေးထွက်သွားခဲ့ပါတော့